အားလုံးပဲမင်္ဂလာပါဒီနေ့4ရက်တလ2026ရက်နေ့တနင်္ဂနွေနေ့ဒီနေ့ညကံမဲ့ပွဲစဉ်များထဲမှာကျွန်တော်အနေနဲ့ပွဲစဉ်အချို့ကိုရွေးချယ်ပြီးတော့သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးပွဲစဉ်အနေနဲ့ကတော့ပရီးမီးယားလိဂ်ကဒီည9နာရီထိုးမှာကံမဲ့လီနဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့ဘော်ဒီဂျေးအနေနဲ့ကတော့ဒဲဂျေးပေါက်ပြီးတော့ကိုပေါင်းကြီးအနေနဲ့ကတော့3.85နိုင်ကြေးဖွင့်လှစ်ထားတယ်။လိအသင်းအနေနဲ့ကတော့အိမ်ဝင်းပွဲစဉ်ဆိုရင်တော့သွင်းကိုတွေပေးကိုတွေများပြီးတော့မန်ယူအသင်းကတော့နောက်ဆုံးအဝေးကွင်းနှစ်ပွဲမှာဘူးကို4-1နဲ့နိုင်တယ်။အက်စတွန်ဗီလာကို2-1ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်ထားကိုတွေ့ရှိရတယ်။ဒီနှစ်သင်းရဲ့အဆင့်တန်းကိုကြည့်မယ်ဆိုရင်မန်ယူကအဆင့်6လိကအဆင့်16 6နဲ့16နဲ့ကိုဘော်ဒီဂျေးကဒဲဂျေးပေါက်တယ်ဒီနှစ်သင်းရဲ့ထိခိုက်တွေ့ဆုံမှုကိုကြည့်မယ်ဆိုရင်တော့ဒီအသင်းအိမ်ကွင်းမှာမန်ယူအသင်းကအနည်းနဲ့အသာစီးရတာကိုတွေ့ရှိရတယ်။ဒါပေမဲ့လက်ရှိအခြေအနေမှာတော့မန်ယူအသင်းကဒဏ်ရာရလူစင်များနေတယ်။ဒီအသင်းကတော့အိမ်ကွင်းကစားအကောင်းမွန်နေတာဖြစ်တဲ့ကြောင့်ဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်အနေနဲ့ကိုပေါင်းကြီးကိုဘော်ကိုပဲရွေးချယ်ပေးခြင်းပါတယ်။နောက်တစ်ပွဲကတော့အဲဗာတန်နဲ့ဘရန့်ဖို့ပွဲစဉ်ဖြစ်ပါတယ်။ဒီပွဲစဉ်မှာအဲဗာတန်က level 30ရှုံးကိုပေါင်းကြီးအနေနဲ့နှလုံး60ရှုံးကြေးဖွင့်လှစ်ထားတယ်။အဲဗာတန်အသင်းအနေနဲ့နောက်ဆုံးကန်ခဲ့တဲ့အိမ်ဝင်းပွဲစဉ်နှစ်ပွဲမှာဆိုရင် Nottingham Forest ကို3-0နဲ့နိုင်ထားပြီးတော့အာဆင်နယ်ကို1-0နဲ့ရှုံးနိမ့်ထားတယ်။ Brentford အသင်းကတော့နောက်ဆုံးအဝေးကွင်းပွဲစဉ်နှစ်ပွဲမှာမန်စီးတီးကို2-0နဲ့ရှုံးနိမ့်ထားတယ်။ဝူကို2-0နဲ့နိုင်ရလက်ရရှိထားတယ်။သူတို့နှစ်သင်းရဲ့စင်တန်းကိုကြည့်မယ်ဆိုရင်အဲဗာတန်ကအဆင့်9 Brentford ကအဆင့်10အဆင့်9ကအသင်းကအဆင့်10အသင်းကို level 30ရှုံးကြေးဖွင့်လှစ်ထားကကြေးမှန်ကန်မှုရှိရလို့ကျွန်တော်အနေနဲ့ယူဆရတယ်။အဲဗာတန်ရဲ့အိမ်ကွင်းပွဲစဉ်တွေတိုင်းအိမ်ကွင်းမှာ Brentford အနေနဲ့ထိခိုက်တွေ့ဆုံနိုင် Brentford အနေနဲ့အမြဲတမ်းရုန်းကန်ရလေရှိတယ်။အဲဗာတန်အသင်းအနေနဲ့ပဲအမြဲတမ်းအသာရလေရှိတာကိုတွေ့ရှိရတယ်။ဒီပွဲစဉ်မှာတော့ကျွန်တော်အနေနဲ့ဘော်ဒီဂျေးအနေနဲ့ဆိုရင်တော့အဲဗာတန်အသင်းကိုပဲရွေးချယ်ပြီးတော့ကိုပေါင်းကြီးအနေနဲ့ဆိုရင်တော့ကိုပေါင်းအောက်ကိုပဲရွေးချယ်ပေးခြင်းပါတယ်။နောက်တစ်သင်းအနေနဲ့ဆိုရင်တော့နယူကာဆယ်အသင်းနဲ့ခရစ္စတယ်ပဲလေးရဲ့အသင်းကိုရွေးချယ်ပေးပါမယ်။ဒီပွဲစဉ်မှာတော့နယူကာဆယ်ကတလုံးဘော်ဒီဂျေးအနေနဲ့တလုံး40နိုင်ကိုပေါင်းကြီးအနေနဲ့3လုံး80ရှုံးကြေးဖွင့်လှစ်ထားတယ်။နယူကာဆယ်အသင်းကတော့အိမ်ကွင်းရေဆိုရင်ခြေစွမ်းကောင်းတွေပြသလေရှိတယ်။ခရစ္စတယ်ပဲလေးကတော့အခုနောက်ဆုံး9ပွဲဆက်တိုက်မှာ3ပွဲတည်း2ပွဲရှုံးဆိုတဲ့ရလဒ်တွေကိုရရှိထားတယ်။နယူကာဆယ်အိမ်ကွင်းမှာခရစ္စတယ်ပဲလေးကသွားကန်ရတဲ့ခါတိုင်းအသာရလိမ့်မရှိတာကိုတွေ့ရတယ်။ဒီနှစ်သင်းရဲ့အဆင့်တန်းကိုကြည့်မယ်ဆိုရင်လည်းခရစ္စတယ်ပဲလေးကအဆင့်17နယူကာဆယ်ကအဆင့်14နယူကာဆယ်အိမ်ကွင်းကောင်းမွန်တာဖြစ်တဲ့ကြောင့်ဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်အနေနဲ့နယူကာဆယ်ဘော်ဒီကိုပဲအကြိုက်တွေ့မိပါတယ်။နောက်တစ်ပွဲကတော့တော်တင်ဟမ်ဟော့စပါနဲ့ဆန်ဒါလန်ဒီပွဲစဉ်မှာတော့တော်တင်ဟမ်ဟော့စပါကတလုံး90နိုင်ဘော်ဒီဂျေးအနေနဲ့နှလုံး40ရှုံးကြေးဖွင့်လှစ်ထားတယ်။စပါအသင်းအနေနဲ့ကတော့အခုနောက်ဆုံး9ပွဲမှာ2ပွဲနိုင်တပွဲတည်း2ပွဲရှုံးရလက်ရရှိထားပြီးတော့ဆန်ဒါလန်အသင်းကတော့တပွဲနိုင်3ပွဲတည်းတပွဲရှုံးရလက်ကိုရရှိထားတယ်။သူနှစ်သင်းရဲ့အဆင့်တန်းကိုကြည့်မယ်ဆိုရင်ဆန်ဒါလန်အသင်းအဆင့်9စပါအသင်းအဆင့်73ဆန်ဒါလန်ရဲ့အိမ်ကွင်းမှာစပါရဲ့အိမ်ကွင်းကိုဆန်ဒါလန်အသင်းကသွားရောက်ကန်တဲ့အခါတိုင်းမှာစပါအသင်းကအမြဲတမ်းအသာစီးရရှိထားတာကိုတွေ့ရှိရတယ်။ဒီနေ့ပွဲစဉ်မှာကျွန်တော်အနေနဲ့တော့ဘော်ဒီဂျေးကိုမကြိုက်တဲ့အတွက်ကြောင့်ကိုပေါင်းဂျေးကိုပဲရွေးချယ်ပေးပါမယ်။ကိုပေါင်းဂျေးအနေနဲ့ကတော့ကိုပေါင်းအောက်ကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်။နောက်တစ်သင်းကတော့စပိန်လာလီဂါရီယယ်မက်ဒရစ်နဲ့ရီယယ်ဘက်တစ်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။အဲ့ပွဲစဉ်နဲ့မပြောခင်မှာကျွန်တော်ရဲ့ Telegram Channel လေးကို comment မှာ link ချထားပေးပါမယ်။ Telegram Channel လေးကိုတွားရောက် join လာပေးကြပါ။ Telegram Channel မှာနေ့စဉ် free delay တွေကိုတင်ပေးလေရှိပါတယ်။ရီယယ်မက်ဒရစ်နဲ့
real batted ပွဲဒီပွဲစဉ်မှာ real metric ကတစ်လုံး30ရှုံး9ပေါင်းကြေးအနေနဲ့3လုံး40ရှုံးကြေးဖွင့်လှစ်ထားတယ်ဒီကြေးတန်းကိုကြည့်ရမယ်ဆိုရင်မနေ့ကဘာစီလိုနာပွဲကြေးတန်းနဲ့ကြေးတန်းချင်းသွားတူနေတယ်ကွာခြားချက်ကတော့ဘာကွာခြားလဲဆိုဘာကတော့အဝေးကွင်းရိုက်ပြီးတော့ကြေးပေးတာဖြစ်ပြီးတော့ real ကအိမ်ကွင်းရိုက်ကြေးပေးတာအဲ့ဒါပဲကွာခြားချက်ရှိတယ် real အသင်းရဲ့နောက်ဆုံး3ပွဲဆက်ကိုကြည့်မယ်ဆိုရင်တော့3ပွဲလုံးအနိုင်ရရှိတာရလက်ကိုရရှိထားတယ် real batted ကတော့နောက်ဆုံး3ပွဲမှာတပွဲတရေ2ပွဲနိုင်ရလက်ကိုရရှိထားတယ် real အသင်းနဲ့ထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာ real အိမ်ကွင်းမှာ real batted အနေနဲ့အနိုင်ရရှိတဲ့ရလက်မျိုးရရှိထားတာကိုမတွေ့ရှိရဘူးအဆင့်အတန်းအနေနဲ့ကြည့်ရမယ်ဆိုရင်တော့ real metric ကအဆင့်2 batted ကအဆင့်6ကြေးတန်းဖွင့်လှစ်မှုရတော့ကြေးတန်းကတော့မှန်ကန်တယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီနှစ်သင်းရဲ့ပွဲစဉ်ကိုကြည့်မယ်ဆိုရင် real metric ကအလွန်ဆုံးနိုင်သွားလဲတကူလောက်နဲ့ကတ်နိုင်မယ်လို့ပဲကျွန်တော်ကတော့ယူဆတယ်အဲ့ဒီအတွက်ကြောင့်ဒီနှစ်သင်းရဲ့ပွဲစဉ်မှာတော့ကျွန်တော်အနေနဲ့real batted body ကိုပဲကျွန်တော်အနေနဲ့ကြိုက်တွေ့မိပါတယ်နောက်တစ်ပွဲကတော့အီတလီ Serie A က Fiorentina နဲ့ Cremonese နဲ့အသင်းပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာ Fiorentina ကတစ်လုံး60နိုင်9ပေါင်းကြေးအနေနဲ့နှလုံး80ရှုံးကြေးဖွင့်လှစ်ထားတယ်Fiorentina ကသူ့အိမ်ကွင်းမှာဆိုရင်တော့ခြေစွမ်းကောင်းတွေပြသတယ်နိုင်ပွဲတွေကိုရရှိတယ်Cremonese ကတော့အခုနောက်ဆုံး3ပွဲမှာတပွဲတရေ2ပွဲရှုံးဆိုတဲ့ရလက်ကိုရရှိထားတယ်အဆင့်တန်းကိုကြည့်ရမယ်ဆိုရင်တော့ Fiorentina အဆင့်20 Cremonese ကအဆင့်12အဆင့်12ကိုအဆင့်20အသင်းကတစ်လုံး60နိုင်ဆိုတဲ့ကြေးပြန်ပြီးတော့ဖွင့်လှစ်ထားဆိုကြည့်ရမယ်ဆိုရင်တော့ကြေးတန်းရကြေးကပြင်းရှာလို့ကျွန်တော်အနေနဲ့ယူဆတယ်Fiorentina အနေနဲ့တကူလောက်နဲ့တော့အနည်းဆုံးနိုင်ပွဲရရှိလိုက်မယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်အဲ့ဒီအတွက်ကြောင့်ဒီနှစ်သင်းရဲ့ပွဲစဉ်မှာတော့ Fiorentina body ကိုပဲကျွန်တော်အကြိုက်တွေ့မိပါတယ်နောက်တစ်ပွဲကတော့ပြင်သစ်လီဂူပွဲစဉ်များတဲ့ကည7နာရီခွဲမှာကန်မယ်မာဆေးနဲ့နတ်တက်ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့မာဆေးကနှလုံး45နိုင်9ပေါင်းကြေးအနေနဲ့3လုံး30ရှုံးကိုကြေးဖွင့်လှစ်ထားတယ်မာဆေးရဲ့နောက်ဆုံး3ပွဲဆက်ပွဲစဉ်ကိုကြည့်ရင်တော့3ပွဲလုံးကိုအမှတ်ကြေးရယူလာနိုင်ပြီးတော့နတ်တက်ကတော့နောက်ဆုံး3ပွဲမှာတပွဲနိုင်2ပွဲရှုံးရလက်ကိုရရှိထားတယ်သူတို့သင်းရဲ့အဆင့်တန်းကိုကြည့်မယ်ဆိုရင်တော့မာဆေးကအဆင့်3နတ်တက်ကအဆင့်19နှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုကိုကြည့်မယ်ဆိုရင်လည်းမာဆေးရဲ့အိမ်ကွင်းမှာအမြဲတမ်းနတ်တက်ကအမြဲတမ်းရှုံးနေလေရှိတာကိုတွေ့ရှိရတယ်ဒီပေါက်ကြေးတန်းရကြည့်မယ်ဆိုရင်လည်း body ကြေးနှလုံး45နိုင်အောင်မှာ9ပေါင်းကြေး3လုံး30နဲ့ပိတ်ထားဖြစ်တဲ့ကြောင့်ဒီပွဲစဉ်မှာတော့ကျွန်တော်အနေနဲ့နတ်တက်9ရရှိဖို့ခက်ခဲလိုက်မယ်လို့ကျွန်တော်အနေနဲ့သုံးသပ်တယ်မာဆေးအနေနဲ့အနည်းဆုံးနှလုံးအားစပြီးတော့ကြည့်ရလိုက်မယ်လို့ကျွန်တော်အနေနဲ့ယူဆရတဲ့အတွက်ကြောင့်ဒီနှစ်သင်းရဲ့ပွဲစဉ်ကိုကျွန်တော်အနေနဲ့မာဆေး body ကိုပဲရွေးချယ်ပေးခြင်းပါတယ်ညီကိုတွေအားလုံးစင်ပြေကြပါစေ